ပုံမင်းပါတော်မူခြင်းနောက်ွယ်ကလူမသိသေးတဲ့အမှန်တရားများပရိသတ်များအားလုံးပဲမင်္ဂလာပါသူ့သားရင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မြန်မာသမိုင်းရဲ့အဆွေးအရိပ်အထင်ဆုံးမျက်ရည်အကျဆုံးနဲ့နှလုံးသားကိုအကင်လုံနိုင်ဆုံးအဖြစ်အပျက်ကိုပြပါဆိုရင်ဒီပုံမင်းပါတော်မူခြင်း1885ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကိုပဲညွှန်ပြရပါလိမ့်မယ်ကျမတို့ចောင်းစာအုပ်တွေထဲမှာသင်ခဲ့ရတာကအင်္ဂလိပ်တွေကျူးကျော်လို့ပါတော်မူတယ်ဆိုတဲ့အပေါ်ယံအချက်လက်လောက်ပါပဲတကယ်တမ်းရွှေနန်းတော်ကြီးရဲ့နောက်ွယ်မှာတစ္ဆာဖောက်မှုတွေပျောက်ဆုံးသွားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယရနာတွေနဲ့ရက်ဆက်လွန်တဲ့ကံကြမ္မာရဲ့လှည့်ဝက်ချက်တွေရှိနေပါတယ်။ပါတော်မူကြီးရဲ့အကြီးမားဆုံးဗဟေဒီကတော့ကင်းဝွန်မင်းကြီးဦးကောင်းရဲ့စစ်မတိုက်ရမပစ်ရအမိန့်ပါပဲ။အင်္ဂလိပ်စစ်တပ်ကဗိုလ်ချုပ်ပရင်တာကဦးဆောင်ပြီးတော့စံတက်လာတဲ့အခါမင်းလာခံတက်လိုနေရာမျိုးမှာမြန်မာစစ်သည်တွေအသက်ပေးပြီးတော့ခုခံခဲ့ကြပါတယ်။ဒါပေမဲ့ရန်သူတွေမန္တလေးနားရောက်ခါနေမှာတော့နန်းတော်ကနေမပစ်ရအင်္ဂလိပ်တွေကရန်သူမဟုတ်မိတ်ဆွေဖွဲ့ဖို့လာတာဆိုတဲ့အမိန့်ထွက်လာပါတယ်။ကင်းဝွန်မင်းကြီးကအနောက်နိုင်ငံတွေကိုရောက်ဖူးသူပြီးအင်္ဂလိပ်စစ်တပ်ရဲ့အင်အားကိုကောင်းကောင်းသိပါတယ်။ပြန်တိုက်ရင်မန္တလေးမြို့ကြီးမိဟုံးတောက်ပြီးတော့ပြည်သူတွေတည်မယ်ဆိုတာကိုသူစိုးရိမ်ခဲ့ပုံရပါတယ်။ဒါကြောင့်စိတ်ဆက်ဆွေးနွေးရေးလမ်းစဉ်ကိုရွေးချယ်ခဲ့တယ်။ဒါပေမဲ့အင်္ဂလိပ်တွေရဲ့အကြံကစိတ်ဆက်ဖို့မဟုတ်ပဲအပြေးတိုင်းသိမ့်ပိုက်ဖို့ဆိုတာကိုသူတွက်ချက်မှားယွင်းခဲ့ပါတယ်။ဒီအမှားတစ်ခုကြောင့်မြန်မာတပ်မတော်ဟာလက်နက်ချခဲ့ရပြီးတော့ဘရင်မှာဖမ်းခေါ်ခံလိုက်ရတာဖြစ်ပါတယ်။တမိုင်းမှာတော့ဒါဟာအကြီးမားဆုံးဗျူဟာအမှားတချို့အတွက်သစ္စာဖောက်မှုအဖြစ်ကြံ့ရစ်ခဲ့ပါတယ်။ဒီပုံမင်းပါတော်မူတဲ့နေ့မှာအကြီးမားဆုံးလှည့်ဝက်ချက်ကတော့တန်ဖိုးမဖြတ်နိုင်တဲ့နန်းစဉ်ရတနာတွေပျောက်ဆုံးသွားခြင်းပါပဲ။အထူးသဖြင့်ငမောက်ပရံများကြီးပါအင်္ဂလိပ်တံမိုးခါနက်စလေတင်ကနန်းတော်တွေကိုဖနှက်ဆီးပြီးတော့ဝင်ရောက်လာပါတယ်။တီဘော်ဘင်းနဲ့စူဖီယာလက်တို့ဟာပါတော်မူကန်ဒီမှာနန်းစဉ်ရတနာတွေကိုသိမ်းဆည်းဖို့အချိန်မရတော့ပါဘူး။ဒါကြောင့်ယုံကြည်ရမယ့်အချိန်နဲ့ခါနက်စလေတင်ကိုငမောက်ပရံများအပါအဝင်အဖိုးတန်ကြောင်မြတ်တွေကိုအနှံခဲ့ပါတယ်။ဒါတွေကိုလုံခြုံအောင်သိမ်းပေးထားပါဆိုပြီးတော့ပေါ့။ဒါပေမဲ့အဲ့ဒီရတနာတွေဟာအင်္ဂလန်နိုင်ငံရဲ့ဘရင်မကြီးစီကိုတရားဝင်စည်ရင်းနဲ့ရောက်မသွားခဲ့ပါဘူး။ငမောက်ပရံများကြီးဟာလမ်းမတင်ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။တမိုင်းသူတည်တည်တွေကတော့အခါနက်စလေတင်ကကိုကျိုးအတွက်ခိုးယူလိုက်တာဖြစ်မယ်လို့အခိုင်အမာယူဆကြပါတယ်။ဒီနေ့ထက်ထိငမောက်ပရံများကြီးဘယ်ရောက်နေလဲဆိုတာဘယ်သူမှမသိရတော့ပါဘူး။ပါတော်မူကာနီးကာလာမှာမန္တလေးနန်းတော်ကြီးတစ်ခုလုံးထူးဆန်းတဲ့နမိတ်ဆိုးတွေဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။နန်းတော်တွေကမဟာမုနိရုပ်ပွားတော်ဒါမှမဟုတ်ကြောက်စိမ့်ဖျားတွေရဲ့မျက်လုံးကနေမျက်ရည်စီးကြသလိုရေချောင်းတွေပေါ်လာတယ်။နန်းတော်ရဲ့အောင်မြေအဆောင်တွေထီးပြူတော်တွေကိုမိုးချိုးပစ်ချခဲ့တယ်။ရှေးလူကြီးတွေရဲ့တွက်ချက်မှုအရတီဘောဆိုတဲ့နာမည်ဟာတီပေါ်ပြေးဆိုတဲ့အတိတ်နမိတ်ပါနေရလို့ဆိုပါတယ်။တီမလားပြေးမလားဆိုတဲ့ကံကြမ္မာဆိုးပါပဲ။နိုဝင်ဘာလ29ရက်နေ့ညနေခင်းသူရိယအမည်ရှိတဲ့သင်္ဘောကြီးပေါ်ကိုတီဘောမင်းနဲ့မိဖုရားသမီးတော်တွေကိုတင်ဆောင်သွားပါတယ်။ရွှေချောင်းပြောင်ပြောင်နဲ့နေခဲ့ရတဲ့ဘရင်ဟာတာမန်လှဲတက်သားတွေစီးတဲ့နွားလဲနဲ့ဂေါဝင်တကားကနေထွက်ခွာခဲ့ရတာပါ။အိန္ဒိယနိုင်ငံရတနာဂီရီကိုရောက်သွားတဲ့အခါမှာအင်္ဂလိပ်တွေကသူတို့ကိုအခြေချုပ်ချထားပါတယ်။နန်းတော်နဲ့တူအောင်အိတ်ဆောက်ပေးထားပေမဲ့တကယ်တမ်းကလှောင်ချိုင်ပါပဲ။ပါသွားတဲ့ရတနာတွေကုန်လာတဲ့အခါအင်္ဂလိပ်ကပေးတဲ့ထောက်ပံ့ကြေးမလောက်ငါပဲတီဘောမင်းတို့မိသားစုဟာဒေသခံအိန္ဒိယချင်းငွေစားတွေစီမှာအကျွေးတင်နေသည့်ဖြစ်ခဲ့ရတယ်။အဆိုးဆုံးကတော့သမီးတော်လေးတွေရဲ့အနာဂတ်ပါပဲ။ပထမသမီးတော်ကြီးဟာအိန္ဒိယလူမျိုးတကားဆောင်တဲ့အမြင့်တာမျှပြီးတော့အိမ်ထောင်ပြုလိုက်ရပါတယ်။ဘရင်သမီးတော်ဘဝကနေအိန္ဒိယဇနိတ်တယောက်ရဲ့ဇနီးအဖြစ်ဘဝနေကုံချုပ်ခဲ့ရတာကရင်နာစရာအကောင်းဆုံးသမိုင်းမှန်တစ်ခုပါပဲ။တီဘောမင်း1916ခုနှစ်မှာရတနာဂီရီမှာပဲနှက်ရွာဆန်ခဲ့ပါတယ်။သူရဲ့ရုပ်အလောင်းကိုမြန်မာပြည်ပြန်တည်ခွင့်မရခဲ့ပါဘူး။တီဘောမင်းပါတော်မူခြင်းဟာမင်းတစ်ပါးရဲ့အကြဆုံးခြင်းတသက်မဟုတ်ပါဘူး။ဒါဟာယုံကြည်မှုလွန်ခဲ့ပြီးတော့ပြင်ဆင်မှုအားနည်းခဲ့တဲ့အတိုင်းပြည်တစ်ခုရဲ့သင်ခန်းစာသူ့ကျွန်ဘဝရောက်သွားတဲ့လူမျိုးတစ်မျိုးရဲ့အနာကျင်စရာအမှတ်တရပြီးတော့ပျောက်ဆုံးသွားတဲ့ငမောင်းနဲ့အတူနစ်မြုပ်သွားတဲ့မြမကုံရောင်ရဲ့ဝမ်းနည်းစရာဇလံတစ်ပုဒ်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ရှင်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။